ရန်ကုန်တိုင်းဒေသကြီးမြေကုန်းခရိုင်လိုင်းမြို့နယ်၌လူငယ်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍အခြေခံအင်္ဂလိပ်စာ grammar အခမဲ့သင်တန်းကိုမတ်လ4 ရက်နေ့နနက်7:00 နာရီအချိန်ကဒုတိယရှိဘူးဘိုဌာနကွန်မြူနတီစင်တာခမ်းမ၌ဖွင့်လှစ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာရှေ့ဦးစွာမြို့နယ်အမျိုးသမီးရာအဖွဲ့ဥက္ကဋ္ဌဒေါက်တာဝင်းကြီးကအဖွဲ့မှစကားပြောကြားခဲ့ပြီးလိုင်းမြို့နယ်ပြန်ကြားရေးနဲ့ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးရာရှိဦးညိုထွန်းကတင်နန်းဖွင့်လှစ်ရသည့်ရည်ရွယ်ချက်နဲ့တင်နန်းတွင်လိုက်နာရမည့်စီမင်းစည်းကမ်းများကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ဆက်လက်၍ဆရာရေးလင်းဦးကအင်္ဂလိပ်စာပညာရပ်များကိုအခြေခံပိုင်းမှစ၍ကျွမ်းကျင်တက်မြောက်သည့်အထိသင်ကြားပေးသွားမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါတယ်။ထို့နောက်တက်ရောက်လာကြသောတင်နန်းသူတင်နန်းသားများကပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှခင်းကျင်းပြသတတ်သောတုတ္တယတ္တစာအုပ်စာဆောင်များနှင့်နိုင်ငံကစာအုပ်ဆောင်များအားစိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပါတယ်။အဆိုပါအခြေခံအင်္ဂလိပ်စာ grammar အခမဲ့သင်တန်းကို4 ရက် 3 လ 2026 ရက်နေ့မှ8 ရက် 4 လ 2026 ရက်နေ့အထိနနက်10:00 နာရီမှ12:00 နာရီအထိဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီးသင်တန်းသူသင်တန်းသားစုစုပေါင်း25 ဦးတက်ရောက်ခဲ့ကြောင်းသိရပါတယ်။ယခုသတင်းကိုလှိုင်မြို့နယ်ပြန်ဆက်မှပြပို့ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။